ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့တကယ်လို့များသိရင်အလုတ်ထဲမှာဒါမှမဟုတ်ရင်ဘဝထဲမှာပေါ့နော်အိမ်မှာမိသားစုထဲမှာအပေါင်းအသင်းတွေကြားထဲမှာကိုယ်မနာလိုတဲ့လူသက်မဲ့ကိုမနာလိုပြီးတော့အကြောင်းမရှိဘဲနဲ့ကိုဖြစ်စည်းခြင်းတဲ့လူတွေရှိနေတယ်ဆိုခဲ့ကိုယ့်ဘက်ကလည်းဘာမှလုပ်လို့မရဘူးဆိုတဲ့အခါမျိုးမှာပေါ့နော်အေးချမ်းချမ်းနဲ့သူ့ဘက်ကနေပြောင်းလဲသွားအောင်လုပ်လို့ရတဲ့နည်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့မြည်သည့်နေ့မြည်သည့်အချိန်မဆိုပြုလုပ်နိုင်ပါတယ်လိုအပ်တာကတော့ပန်တစ်ခုပေါ့နော်ဘောပန်တစ်ခုအနက်ရောင်လိုပါတယ်ပြီးတော့သင်ကညာသန်ဆိုရင်ဘယ်ဘက်လက်မှာရေးရပါမယ်တကယ်လို့သင်ကဘဲသန်ဆိုရင်တော့ညာဘက်မှာရေးရမှာပါရေးရမှာအခုလို M sign ပေါ့နော် M ကိုမှခပ်ပြဲပြဲလေးဒီလိုခက်ရှိရှိလေးရေးပြီးတော့အခုလိုနှစ်ချောင်းထပ်မယ်ဒီဘက်ကတစ်ချောင်းထပ်မယ်အဲ့ဒါလေးကိုသာရေးထားကြည့်ပါတစ်ချိန်ကနေမှနှစ်ချိန်သုံးချိန်လောက်ထိရေးလိုက်ရင်ကိုတစ်ဖက်ကလူကပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင်